မြန်မာစကားပြောကြစို့အားလုံးပဲမင်္ဂလာပါကားဝယ်ရန်ချင်းငွေလျှောက်ခြင်းကားဝယ်ရန်ချင်းငွေလျှောက်ခြင်းကားဝယ်ရန်ချင်းငွေလျှောက်ခြင်းမင်္ဂလာပါဘာများကူညီပေးရမလဲခင်ဗျာမင်္ဂလာပါဘာများကူညီပေးရမလဲခင်ဗျာမင်္ဂလာပါဘာများကူညီပေးရမလဲခင်ဗျာကားဝယ်ဖို့ချင်းငွေစုံစမ်းချင်လို့ပါကားဝယ်ဖို့ချင်းငွေစုံစမ်းချင်လို့ပါကားဝယ်ဖို့ချင်းငွေစုံစမ်းချင်လို့ပါလုပ်ငန်းရှင်လားခင်ဗျာလုပ်ငန်းရှင်လားခင်ဗျာလုပ်ငန်းရှင်လားခင်ဗျာလုပ်ငန်းရှင်မလုပ်ငန်းရှင်မလုပ်ငန်းရှင်မတောင်းပေးမဲ့ကအနည်းဆုံး30ရာခိုင်နှုန်းမှာအတိုးနဲ့အရင်ကိုလစဉ်ညီတူညီမျှပြန်ဆက်ရပါမယ်။ချင်းငွေတက်တန်းကအများဆုံး9နှစ်ထိယူလို့ရပါတယ်။တောင်းပေးမဲ့ကအနည်းဆုံး30ရာခိုင်နှုန်းမှာအတိုးနဲ့အရင်ကိုလစဉ်ညီတူညီမျှပြန်ဆက်ရပါမယ်။ချင်းငွေတက်တန်းကအများဆုံး9နှစ်ထိယူလို့ရပါတယ်။တောင်းပေးမဲ့ကအနည်းဆုံး30ရာခိုင်နှုန်းမှာအတိုးနဲ့အရင်ကိုလစဉ်ညီတူညီမျှပြန်ဆက်ရပါမယ်။ချင်းငွေတက်တန်းကအများဆုံး9နှစ်ထိယူလို့ရပါတယ်။အတိုးနှုန်းကဘယ်လောက်ပါလဲခင်ဗျ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 ။တနစ်ကို73ရာခိုင်နှုန်းမှာဝန်ဆောင်ခပေးရမလို့ပါဘူးခင်ဗျာတနစ်ကို73ရာခိုင်နှုန်းမှာဝန်ဆောင်ခပေးရမလို့ပါဘူးခင်ဗျာတနစ်ကို73ရာခိုင်နှုန်းမှာဝန်ဆောင်ခပေးရမလို့ပါဘူးခင်ဗျာစောပြီးပြန်ဆက်ရင်အပိုဆောင်ပေးရသေးလားစောပြီးပြန်ဆက်ရင်အပိုဆောင်ပေးရသေးလားစောပြီးပြန်ဆက်ရင်အပိုဆောင်ပေးရသေးလားဟုတ်ကဲ့ပြန်ဆက်မဲ့ပမာဏရဲ့400ခိုင်နှုန်းထပ်ဆောင်ပေးရပါမယ်။ဟုတ်ကဲ့ပြန်ဆက်မဲ့ပမာဏရဲ့400ခိုင်နှုန်းထပ်ဆောင်ပေးရပါမယ်။ဟုတ်ကဲ့ပြန်ဆက်မဲ့ပမာဏရဲ့400ခိုင်နှုန်းထပ်ဆောင်ပေးရပါမယ်။ဒါကတော့ရှောက်လွှာတင်တဲ့အခါလိုအပ်တဲ့စာရွက်စာတမ်းစာရင်းမှာဒါကတော့ရှောက်လွှာတင်တဲ့အခါလိုအပ်တဲ့စာရွက်စာတမ်းစာရင်းမှာဒါကတော့ရှောက်လွှာတင်တဲ့အခါလိုအပ်တဲ့စာရွက်စာတမ်းစာရင်းမှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်1လုပ်ငန်းလိုင်စင်သို့မဟုတ်ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်း1လုပ်ငန်းလိုင်စင်သို့မဟုတ်ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းလုပ်ငန်းလိုင်စင်သို့မဟုတ်ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းနံပါတ်1ပုံမှန်ဝင်ငွေအထောက်အထားနံပါတ်2ပုံမှန်ဝင်ငွေအထောက်အထားပုံမှန်ဝင်ငွေအထောက်အထားနံပါတ်3ငွေစရင်းရှင်းတမ်းလုပ်ငန်း3နံပါတ်3ငွေစရင်းရှင်းတမ်းလုပ်ငန်း3ငွေစရင်းရှင်းတမ်းလုပ်ငန်း3နံပါတ်4အခွန်ဖြတ်ပိုင်းအခွန်ပြေစာနံပါတ်4အခွန်ဖြတ်ပိုင်းအခွန်ပြေစာအခွန်ဖြတ်ပိုင်းအခွန်ပြေစာနံပါတ်5မှတ်ပုံတင်ကတ်နိုင်ငံသားနံပါတ်5မှတ်ပုံတင်ကတ်နိုင်ငံသားမှတ်ပုံတင်ကတ်နိုင်ငံသားဘာကူညီပေးရမလဲဘာကူညီပေးရမလဲဘာကူညီပေးရမလဲကာဝယ်ဖို့ချင်းငွေစုံစမ်းချင်လို့ပါစုံစမ်းချင်လို့ပါစုံစမ်းချင်လို့ပါလုပ်ငန်းရှင်လုပ်ငန်းရှင်လုပ်ငန်းရှင်
ကနဦးပေးငွေကနဦးပေးငွေကနဦးပေးငွေစရံငွေစရံငွေစရံငွေအနည်းဆုံးအနည်းဆုံးအနည်းဆုံးအများဆုံးအများဆုံးအများဆုံးဖြင့်ဖြင့်ဖြင့်အရင်အရင်အရင်လစဉ်လစဉ်လစဉ်ညီတူညီမျှညီတူညီမျှညီတူညီမျှပြန်ဆက်ရမည်ပြန်ဆက်ရမည်ပြန်ဆက်ရမည်9နှစ်9နှစ်9နှစ်အထိအထိအထိရယူနိုင်ပါသည်ရယူနိုင်ပါသည်ရယူနိုင်ပါသည်ရနိုင်ပါတယ်ရနိုင်ပါတယ်ရနိုင်ပါတယ်အတိုးနှုံအတိုးနှုံအတိုးနှုံဘလောက်လဲဘလောက်လဲဘလောက်လဲတစ်နှစ်လင်တစ်နှစ်လင်တစ်နှစ်လင်ဖြစ်ပြီးဖြစ်ပြီးဖြစ်ပြီးဝင်ဆောင်ခဝင်ဆောင်ခဝင်ဆောင်ခစောပြီးပြန်ဆက်ရင်စောပြီးပြန်ဆက်ရင်စောပြီးပြန်ဆက်ရင်စရိတ်စရိတ်စရိတ်ကြားတင်ပါမယ်ကြားတင်ပါမယ်ကြားတင်ပါမယ်ပမာဏပမာဏပမာဏရှောက်လွှာတင်တဲ့အခါရှောက်လွှာတင်တဲ့အခါရှောက်လွှာတင်တဲ့အခါတင်သွင်းရမယ်တင်သွင်းရမယ်တင်သွင်းရမယ်စာရွက်စာတမ်းစာရင်းစာရွက်စာတမ်းစာရင်းစာရွက်စာတမ်းစာရင်းလာရောက်ကြည့်ရှုပေးတာအထူးပဲကျေးဇူးတင်ပါတယ်နှစ်သက်ရင် like လေးနှိပ်ပေးပါအောင်ရှင်